ngapa he bawa. ယထာမလည်းမီလျံခုတ်မြင်းမျိုးတောင်းညာဆိုတဲ့အတိုင်းရှင်ဘက်တော်ယန္တနာများနဲ့တိတိမြတ်တာစွာစံသားတွေလိုတဲ့ဆန္ဒရှိတယ်မောင်မေဒါကြောင့်သားတော်ရှင်ဘက်ကင်းလို့အရှိဆန္ဒမူပါလားလို့မှန်ပါဗျာယထာမလျံမီလျံမှာခုတ်မင်းမျိုးတောင်းညာဆိုတာသားတော်သိပါဗျာယောက်ျားရဲ့လို့ဖြစ်လာရင်မိန်းမရှိမှတင့်ပါတယ်ဗျာလူပင်မစိုးထားနဲ့ကောင်းကင်မှာပက်ခါဆန်ရနေတဲ့ငှက်တော်ဝါများတော်မှာငှက်ဘိုးရှိကငှက်မှာရှိရပါတယ်ဗျာလောကနိယာမကတင်တွဲလျက်ပါလာသည့်ကိစ္စကိုသားတော်ညှင်းဆန်နေတာမဟုတ်ပါဗျာသားတော်ရဲ့ကျင့်ဘက်ရွေးချယ်တဲ့ကိစ္စကသေးငယ်တဲ့ကိစ္စမဟုတ်ပါဗျာဟုတ်ပြီသားပဲဒီကိစ္စကိုဘာပဲတော့မောင်ကာလူနဲ့သားတော်တိုင်ပင်လေးရရှိပါတယ်ဗျာမှန်ပါဗျာမှန်ပါဗျာမှန်ပါဗျာဒီနေ့နဲ့မနေ့ပြန်ဆိုသလိုအမဲတော်ရဲ့စိတ်ကြိုက်သားတော်ရဲ့စိတ်ကြိုက်တွေ့ရှိကသားတော်လက်ခံရအသင့်ပါဗျာအော်ဒါဖြင့်သားတော်ကျင့်မဲ့မြောက်မယ်ပေါ့မှန်ပါအမလေးဝမ်းသာလိုက်တာသားတော်ရဲ့သားတော်ကျင့်မဲ့မမြောက်တော့ဘူးလားလို့ခမည်းတော်စိတ်ထဲသိုးတစ်ထစ်တင်နဲ့နေတဲ့ဟဲ့ကြားလာပကမကြီးမှန်ပါဗျာသားတော်ကျင့်မဲ့မြောက်မတဲ့သားတော်တဲ့ကြီးရဲ့လို့16000သောမောင်မကညာတော်ကနေ့စဉ်ရွေးချယ်ခဲ့တာညင်ဘဲတာလည်းများလာပြီမဟုတ်လားမင်းကြီးရဲ့မှန်ပါဗျာကြံရှိပဲသေးတယ်မဟုတ်လားနောက်ဆုံးတော့ကြံရှိပါသေးတယ်ဗျာကျင်းဘက်မြတ်ကညာပြိုးများရွေချဲရတာလဲများလာပါပေါ့ဒီတောင်ဆုံးတော့ဆိုတာလဲအပေခံနဲ့ပါအောင်မှာပါပဲလေလို့ဘယ်နဲ့ကြောင့်လဲမော်ကာလူရဲ့မှန်ပါဗျာဒီရေးကိစ္စနဲ့ပတ်သက်ရင်တ
တာဝန်ထားစီကအနှဲငယ်မှားယွန်းနေတယ်လို့ကျွန်တော်မျိုးမောင်ကလူဒီလိုသုံးသပ်မိပါတယ်ခင်ဗျာ တော်ဦးတင်စမ်းဟဲ့ ကညာမျိုးကိုရွေးရမယ်လို့ဆိုပါတယ်တာဝန်ထားစီကပကဘိုးဘိုးကြီးဖြစ်နေပါတယ် အေးလေ တကာဝန်ထားတဲ့ပကဘိုးဘိုးကြီးကြည့်ပြန်တော့မျက်စိကမိုင်းနာကထိုင်ပါကပြိုင်လို့ခါကကိုက်ညာပိုင်းကြနေတဲ့ဘိုးကြီးဖြစ်နေပါတယ်ဗျာအဲ့တော့ဘိုးကြီးကရှာရင်ကညာပြိုတော့တွေ့မှာမဟုတ်ပါဘူးအမဲကြီးပဲတွေ့မှာပါဗျာ ဟဲ့ခါလူ ဖွက်ရဘိုးဘိုး အသက်ကြီးတာချာကွာမျက်စိတတ်တာချာကွာ အဲ့လေဘိုးဘိုးဟာတွေကအပေခါတာများနေပြီမလား ဟေးဒီလိုမပယ်နိုင်အောင်သမင်းကရွေးထားတာပါ မလားပါဗျာမြဝထင်းင်းမြေရမှာသိ